အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့စနေနေ့နေ့လည်စာလေးပါဗျာဒါတော့ငရုတ်တီးနဲ့ကျွန်တော်တို့ငနီတူးနဲ့ငရုတ်တီးနဲ့ကြော်တယ်ဗျာငနီတူးငါးလေးတွေနဲ့ငရုတ်တီးနဲ့ကြော်ဒါတော့ကျွန်တော်တို့ပဲရွက်ဗျာရှမ်းခောက်ဆွဲထဲမှာထည့်စားတယ်ပဲရွက်နဲ့ကျွန်တော်တို့ကြက်ယူနဲ့ဟင်းညိုလောက်ထားတယ်ဗျာဟင်းညိုအဲ့ဒါတော့မုံငင်းကျင်နဲ့ကြက်သားနဲ့ကြော်တယ်ဗျာမုံငင်းကျင်နဲ့ကြက်သားနဲ့ကြော်ဒါကတော့တူဟူးတုပ်ပါခင်ဗျာတူဟူးတုပ်ပါခင်ဗျာတူဟူးတုပ်အဒီယာတော့ကျွန်တော်တို့ဗျာဗါလဲဘူသားပဲဒီနဲ့ကြက်ဥနဲ့ကြော်တယ်ဗျာဘူသားပဲဒီနဲ့ကြက်ဥနဲ့ကြော်သူများနေဒီမှာတော့ဘယ်လိုခေါ်လဲတော့မသိဘူးကျွန်တော်တို့မန်လေးကခေါ်တာတော့ဘူသားပဲဒီပေါ့ဗျာတရားတပုတ်ဆန်းတကြောင်တကာစာဆိုတော့တနေနဲ့တနေအခေါ်တွေကမတူကြဘူးလေကြအားလုံးပဲထမင်းစားကြအောင်တော့ဒါစနေနေ့နေ့လည်စာလေးပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာဒါတော့ငနီတူးငါးလေးနဲ့ငရုတ်ပြီးနဲ့ချုံဒါတော့ကျွန်တော်တို့ရှမ်းခောက်ဆွဲထဲမှာထည့်တဲ့ပဲရွက်လေးနဲ့ကြက်ယူနဲ့ဟင်းညိုအဲ့တော့ကြက်သားနဲ့မုံငင်းညင်နဲ့ချုံတူဟူတော့ဘူသားပဲဒီနဲ့ကြက်ဥနဲ့ကြော်ပါတယ်ကဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျာ